ညီလေးတို့ရေဒီတခါကိုကြီးမေးချင်တာလေးတစ်ခုရှိတယ်အင်စာတစ်ပုတ်ကို2နာရီနဲ့ပြီးမှထင်ပြီးတကယ်တမ်း4နာရီကြာဘူးလားဒါမှမဟုတ်သင်တန်း project တစ်ခုကိုတစ်ပတ်နဲ့ပြီးမှထင်ပြီး3ပတ်ကြာဘူးလားဒါမှမဟုတ်အင်တန်ရှင်းလုပ်ဖို့1နာရီပဲကြာမယ်ထင်ပြီးတစ်နေ့လုံးကုန်သွားဘူးလားဒီလိုအချိန်မျိုးမှာသင်တယောက်တည်းမဟုတ်ဘူးဒါပေမဲ့ဒီအမားရဲ့နောက်ွယ်မှာစိတ်ပညာရဲ့အခြေခံသဘောတရားတစ်ခုရှိနေတယ်ဒီနေ့ကိုကြီးပြောပြမယ့်အချက်လေးက Daniel Kahneman ရဲ့ Thinking Fast and Slow စာအုပ်ထဲက Planning Fallacy အစီအစဉ်ချခြင်းအမှားပါသူတေသနာတစ်ခုမှာကျောင်းသားတွေကိုသူတို့ရဲ့စာတမ်းပြီးဆုံးခြင်းကိုခံမှန်းခိုင်းတယ်အကောင်းဆုံးအခြေအနေမှာ29ရက်အဆိုးဆုံးအခြေအနေမှာ48ရက်သူတို့ရဲ့အမှန်တကယ်ခံမှန်းချက်34ရက်တကယ်ဖြစ်လာတာကပြန်မြ56ရက်ကြာတယ်ဘာလို့လဲဆိုတော့အုံနောက်ကအကောင်းဆုံးအခြေအနေဘာအနောက်အရှက်မရှိအရာအလုံးအဆင်ပြေကိုပဲမြင်ပြီးအဆိုးဆုံးအခြေအနေနေမကောင်းဖြစ်တာအင်တာနက်ပြတ်တာတခြားအလုပ်တွေဝင်လာတာကိုမေ့နေတယ်ဒါကြောင့်ဆောက်လုပ်ရေး project တွေ software ဖွံ့ဖြိုးရေးတွေကိုယ်ပိုင်တက္ကသိုလ်စာတမ်းတွေတောင်သတ်မှတ်ရက်ကိုမှန်ကျော်တတ်တယ်ဒီတော့ညီလေးတို့သိထားရမယ့်အချက်ကသင်ဟာအလုပ်တစ်ခုအတွက်အချိန်ခက်မှန်းတဲ့အခါအမြဲတမ်း short တွက်မိတတ်တယ်ဒါဟာသင်တယောက်တည်းအမှားမဟုတ်ဘူးလူသားတိုင်းရဲ့အုံနောက်တဘာဝပဲအကောင်းဆုံးအခြေအနေကိုပဲမြင်ပြီးအဆိုးဆုံးအခြေအနေကိုမေ့နေတယ်ဒီချက်ကိုနေ့စဉ်ဘဝမှာသုံးမယ်ဆိုရင်ညီလေးဟာပိုလက်တွေ့ကြတဲ့အစီအစဉ်တွေချနိုင်လာမယ်သင်တင်တဲ့အချိန်ကိုနှစ်ဆတိုးပြီးခံမှန်းမှာတမရက်တွေကိုမလွတ်တော့ဘူးကြားကန်အချိန်တွေထည့်သွင်းစဉ်းစားလာမယ်စိတ်ဖိစီးမှုလျော့ကျလာမယ်အချိန်မလုံလောက်တဲ့အတွက်အလုပ်အချိန်တိုးပြီးဖိစီးနေစရာမလိုတော့ဘူးအရေးကြီးတဲ့ project တွေအတွက်ကြားကန်အချိန် buffer time ထည့်တက်လာမယ်ဥပမာအလုပ်တစ်ခုကို2နာရီနဲ့ပြီးမယ်ထင်ရင်4နာရီကြာမယ်လို့စီစဉ်ထားပါအဲ့ဒီလိုဆိုစောစောပြီးရင်ပိုကောင်းတယ်နောက်ကျရင်လည်းတတ်မှတ်ရမလွတ်ဘူးအားသာချက် advantages တတ်မှတ်ရမလွတ်တော့ဘူးလက်တွေ့ကျတဲ့အစီအစဉ်တွေချတက်လာမယ်စိတ်ဖိစီးမှုလျော့မယ်အချိန်မလုံလောက်ဘူးဆိုတဲ့ဆိုရင်စေးလျော့ကြမယ်အရေးသေးကောင်းမွန်လာမယ်အလုပ်တွေကိုအလင်းစလိုမလုပ်တော့ဘူးအားနည်းချက် disadvantage အစာပိုင်းမှာဒီလောက်အချိန်ယူရမှာလားလို့ထင်ရနိုင်တယ်ဒါပေမဲ့အတွေ့အကြုံရဒါကပိုလက်တွေ့ကြတယ်ဆိုတာတွေ့လာလိမ့်မယ်တခါတလေအချိန်ပိုထားလို့ရင်အလုပ်ကိုဇက်မကျိုးတော့ဘူးဒါပေမဲ့စီကတ်နဲ့တွဲသုံးရင်အကောင်းဆုံးပါညီလေးတို့ဒီနေ့ကစပြီးသေးငယ်တဲ့အလေးကျင့်လေးတစ်ခုလုပ်ကြည့်ပါဒီနေ့လုပ်မဲ့အလုပ်တစ်ခုအတွက်သင်ထင်တဲ့အချိန်ကိုချရေးပါပြီးရင်အဲ့ဒီအချိန်ကိုနှစ်ဆတိုးလိုက်ပါဥပမာ1နာရီထင်ရင်2နာရီထားပါအဲ့ဒီအချိန်တိုင်းအစီအစဉ်ချပါဒီနေ့သင်အချိန်ခန့်မှန်းချက်ဘယ်လောက်กว่าခဲ့လဲပြန်ကြည့်ပါမှန်ခဲ့ရင်ကိုချီကျူးပါကွာခဲ့ရင်မနှက်ဖြန်ပိုကောင်းအောင်လုပ်ပါဒီအလေးကျင့်လေးကိုနေ့စဉ်9မိနစ်လောက်လုပ်မယ်ဆိုရင်တစ်နှစ်အတွင်းညီလေးရဲ့အချိန်ခန့်မှန်းနိုင်စွမ်းသိသိသာသာတိုးတက်လာပြီးတတ်မှတ်ရက်တွေမလွတ်တော့ပါဘူးညီလေးတယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်အတွေးခေါ်ဖြစ်ဖို့ follow လုပ်ထားပါ